and I'll be gone, gone tonight. The ground beneath my feet is so wide. Lately I've been holding on too tight, with nothing in between. The story of my life, I take you home. I made him, yeah. To keep the world in time. It's frozen. အားလုံးမင်္ဂလာပါညီမတို့အခုဘာလို့မျိုးကကျောင်း campus ကိုသွားပြီးတော့ဂျာပွဲကျင်းပမှာဖြစ်ပါတယ်။ဒါကကျောင်းမှာစီစဉ်ပေးတဲ့မနက်စာဖြစ်ပါတယ်။ ကိုချီမင်းကနေတနာရီကြော်လောက်မောင်းလိုက်တာနဲ့ဒီလိုမျိုးတောင်တန်းလေးတွေကိုစမြင်ရပါတယ်။ဒါကတော့ဘာလို့မျိုးတွေကနာမည်ကြီးဘုန်းကြီးကျောင်းတစ်ကျောင်းတည်းကိုအားလုံးဝင်ရောက်ပြီးတော့လက်ပတ်ကြည့်ရှုကြတာဖြစ်ပါတယ်။ဒီနေရာလေးကရန်တိတ်ဆိတ်ပြီးတော့အေဂျင့်လေးနေရာလေးတူပါ။အခုအားလုံးစုပြီးတော့အမှတ်တရတက်ဖို့လေးကြမှာဖြစ်ပါတယ်။ဒီတာနေလေးနဲ့စာစားဖို့ဆက်ပြီးချစ်တက်ကြပါမယ်။ဘာမှကျွန်တော်ဘောသူတို့ထမ်းပါဟာဘတ်ကတော့ပါလေးတွေအရင်ကြိုက်ပါတယ် A few moments later. ဒီကစားပြီးတာနဲ့ညနေပွဲအတွက်အားလုံးပြန်ပြီးတော့ပြင်ဆင်ကြရပါတယ်อยู่สื่อสารธรรมนาธรรมเจ้าตาบตัวเท่าหอยพันมาวัดสามีพระดิธรรมะไทยแจ้งMore beautiful health and lungs food. The chicken and so after that rice. You now understand? Yeah, you too. Made in Myanmar. What is that?
နောက်ဆုံးစီစဉ်နေတဲ့မိဘပွဲကိုတူဆင်နွှဲကြပါတယ်။ အခုကျောင်းရဲ့အဆောင်ကနေမှ main campus ကိုတွားကြမှာဖြစ်ပါတယ်။ ဒီမှာရက်ပြင်ဟိုဟိုပြင်းနေရက်ပြင်ဝင် စီးရဆိုင်ရတဲ့ဈေးကြီး ဒါကသမီးထန်တက္ကသိုလ်ရဲ့ Bounlock campus ဖြစ်ပါတယ်။ Bounlock campus ကနေဟိုချီမင်းကိုပြင်ကြပါပြီ။ဆုံးဖြတ်ချက်တွေအတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်မြင်ကြပါမယ်။နှစ်တက်မှာကိုယ်စိတ်နဲ့ကြမ်းမှချစ်လာကြပါစေရှင်။